ချိန်ညိုရင်လေပြုတ်တန်းလို့ပေါင်းတင်စုပြီးပြုတ်အိမ်ကုန်မလေးတစ်ပတ်လို့ပြီးထွက်ကြစို့ဘောတော့ပေါင်းတင်ဆုံးလာရင်တော့အားလုံးသွားကြစို့ဘယ်ကိုလဲတို့တောင်းနေကြဦးတုတ်ကြီးဆိုင်တော့ဘလုံးပြုတ်ကြားတယ်ဗျာမြန်မြန်လာပါဦးတုတ်ကြီးရလေတင်တဲ့တမခံနိုင်လို့ဗျတွေးတော့လေလာမှာဘောကွာလာမေဆိုရကနာနောက်ထားပါရပ်ပလင်ကိုသာမြန်မြန်ပို့ပါကျွန်တော်တို့စောင့်နေရတာကြာပြီဗျာဒီလိုနဲ့ချိန်တွေတရွေ့ရွေ့ကုန်ပြီဆိုတော့ limit up people စကားပြောလို့တွေကမောက်ကမဖြစ်နေလို့ဒီချိန်မှာသူအကြောင်းကိုအကြောင်းမောင်းဆုံးနေလို့မင်္ဂလိပ်ချိုးရဲ့ကြောင်လေးပြောတယ်ပြုတ်La la 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 laဆိုတော့ပလင်းလဲလဲပြီးပေါ့အိမ်တန်ချိန်တို့ရောက်ရင်တော့တက်ခေါက်ကြပါစို့ပြန်မပြောဦးတုတ်ကြီးရေကျွန်တော်တို့အရာဖို့ခဏလောက်မပါအောင်မင်းတို့ကလည်းဒီလိုကြီးပဲကွာစိတ်တုံးရှိနေနောက်မှစမ်းမဲ့ပြုတ်ရိုင်းလဲခွေချသွားလဲမမှုပါဗျပစိုးခွင်တိုင်းလို့အိမ်ကိုရောက်ပြန်စို့အိမ်ပြန်ရောက်မှဖေးဖေးဆူဆူမေမေဆူဆူကောင်းကောင်းပြီးခလို့ချစ်စနီလေးရှိနေတဲ့ချိုးသွေးဝင်လို့ဒီလိုဆိုစင်ပြေပြီးစင်ပြေသွားပြီးစင်ပြေပြီးစင်ပြေသွားပြီးစင်ပြေတော့မှအားလုံးအိပ်ပြီးဗျာ